အားလုံးပဲမင်္ဂလာပါရှော့ခိုင်းနော်လိခိုင်ရဲ့ခိုတိုဘာဖူစုကမယ်ဒီနေ့မှာတော့ခိုတိုဘာဆိုတာတဲ့ယောဂနာမည်ကိုဂျပန်လိုမှတ်ပြီးတော့မြန်မာလိုမှတ်ကြတာလွယ်အောင်လို့ပြောပြတဲ့သဘောပဲဖြစ်ပါတယ်ကျွန်တော်တို့တူတူလေ့လာလိုက်ကြရအောင်ဘီကာတာခန်းဆိုတာဘာလဲဘီကာတာခန်းဆိုတာဘီပိုးအသေးအောင်တဝါယောဂါကိုပြောတာဖြစ်ပါတယ်သူက HPV လို့ခေါ်တဲ့ virus ပိုးကြောင့်အသေးရောင်ရမ်းတဲ့ယောဂါဖြစ်ပါတယ်နံပါတ်2 CAPD သူ့ကိုဂျပန်လိုဆိုရင်ဖူကူမာကူနိုင်30ကီလိုခေါ်ပါတယ်1 byte အတွင်းမှာတစ်စင်ကြောက်ကက်စေးခြင်းဖြစ်ပါတယ်ကြောက်ကက်မကောင်းတဲ့သူတွေအတွက်သွေးထဲကအညစ်အကြေးတွေကိုဆက်နဲ့မဟုတ်ဘဲနဲ့1 byte ထဲကိုဆေးရည်သွင်းပြီးတန့်စင်တဲ့နီလန်းဖြစ်ပါတယ် CD4 ရောစိတ်ဆိုင်ဖို့ဆိုတာပါလဲ CD4 ရောစိတ်ဆိုင်ဖို့ဆိုတာကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ကိုယ်ခံအားစနစ်တွေကိုအဓိကဥဆောင်ပြီးတော့ယောဂပိုးတွေကိုတိုက်ထုတ်ပေးတဲ့သွေးဖြူဦး HCQ အမျိုးအစားဖြစ်ပါတယ်နံပါတ်4ချိုင်းဖို့ဘွန်းလူးဆိုတာပါလဲချိုင်းဖို့ဘွန်းလူးဆိုတာအသေးခန်းစိုးရဲ့လှုပ်ဆောင်နိုင်စွမ်းဘယ်လောက်ရှိသလဲဆိုတာကိုအမှတ်ပေးပြီးအဆင့်ခွဲကြတဲ့နီလန်းဖြစ်ပါတယ်အဓိကအားဖြင့်အသေး၆ခြင်းခန်းခိုးဟန်းရဲ့ပြင်းထန်မှုကိုကြီးဖို့အသုံးပြုပါတယ်ဒါကတော့ဒီနေ့အတွက်လေ့လာတဲ့စကားလုံးလေးလုံးပဲဖြစ်ပါတယ်ဒီလိုစကားလုံးတွေကပေါ့နော်အများကြီးမှတ်ရင်လေကျွန်တော်အနေနဲ့ဆိုရင်တော့ကျွန်တော်အတွက်တော့ခတ်တဲ့အတွက်ကျွန်တော်ကတနေ့ကိုနည်းနည်းပဲမှတ်တာကိုအကြံပေးချင်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်တစုံတရာအကျိုးရှိခဲ့မယ်ဆိုရင်တော့ like and share လေးလုပ်ပေးဖို့လည်းတောင်းဆိုပါရစေနောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်နေ့ရက်တိုင်းမှာပျော်ရွှင်ပါစေမတတ်နဲ့ bye bye